point ကခေါင်းတစ်ခုရဲ့အမြင့်ဆုံးနေရာမှာတည်ရှိတယ်ဒါကိုလည်းကျွန်တော်တို့ကသိရှိထားမှာဖြစ်ပါတယ် point တွေကိုအလွယ်ကူဆုံးနဲ့ရိုးရှင်းဆုံးမြင်လာတဲ့အပိုင်းတွေကိုပြောပြမယ်တော့ point မှာဒီမှာ center point ရှိမယ် front side point ရှိမယ် side point ရှိမယ် side corner point ရှိမယ် e top point ရှိမယ် ear back point ရှိမယ်ဒါ top point ဖြစ်တယ်ဒါ goal point တွေဖြစ်တယ်ဒါ back point ဖြစ်တယ်ဒါကတော့ net point ပဲဖြစ်မယ်ဒါကတော့ side net point ဒါလို့တည်ထားပြီးပြီဆိုရင်ကျွန်တော်တို့တွေကအနည်းဆက်ဆုံးနဲ့အင်တာဆုံးကြည့်မယ်ဆိုရင် top point နဲ့ကျွန်တော်တို့ e top point နဲ့ဟာတဒန်းနဲ့ဖြစ်နေတယ်အပေါ်အောက် down လိုက်မြင်တဒန်းနဲ့ဖြစ်နေတာများတယ် front side point နဲ့ goal point နဲ့ကိုဆက်တွယ်တဲ့ခါမှာယောက်ျားလေးညက်တာပဲဖြစ်ဖြစ်မိန်းကလေးတွေအပေါ်လွာကိုခွဲတာပဲဖြစ်ဖြစ်များတော့အဖြစ်စီးခွဲတဲ့ခါမှာ front side point ကနေမှ goal point ကိုကျွန်တော်တို့စီးခွဲတဲ့အခါမှာဒီလိုတွေ့မြင်ရမှာဖြစ်တယ်ပြီးရင်ကျွန်တော် e top point နဲ့ back point နဲ့ကလည်းတဒန်းနဲ့ဖြစ်နေတာကိုလည်းကျွန်တော်တို့ဒါဒိဋ္ဌာမှာဖြစ်တယ်เนาะ e top point ear top point နဲ့ back point နဲ့လည်းတဒန်းနဲ့ဖြစ်နေမယ်เนาะဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ point တွေတတ်မှတ်တဲ့အခါမှာရှုပ်မနေဘဲနဲ့အမြင်အာရုံရှုပ်နေရမလို့ပဲနဲ့အမြင်သာဆုံးကtop point နဲ့ e top point နဲ့တန်းနေတယ်လို့ e top point နဲ့ back point နဲ့တန်းနေတယ် front side point နဲ့ goal point နဲ့ကလည်းအများသောအားဖြင့်တန်းနေတယ်ဆိုတဲ့ပုံစံမျိုးကိုစဉ်းစားတွေ့ရှိထားမယ်ဆိုရင် point ရဲ့အနေအထားကိုဒီလောက်နားလည်သွားပြီဖြစ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်